အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube thumbnail တွေကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြပြပါကျွန်တော်တို့ thumbnail လုပ်ဖို့ဆိုရင် live motion ရဲ့ background ဖြောက်ဖို့ကျွန်တော် background remover လေးရဲ့လိုပါဖြောက်တာတော့ကျွန်တော်ဒီကောင်လေးကိုသုံးပါတယ်ခင်ဗျာပြီးရင် live motion နဲ့ဝင်မယ်ကျွန်တော် create project အမှဒီ1080နေရာမှာကျွန်တော်တို့က 4K ကိုဟုတ်တယ်ကျွန်တော် 4K ကိုထားပြီးလား60 ratio 9ကိုထားပြီးရတယ်ကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော်ဝင်ပြီးရတယ်ကျွန်တော်ဘီနာအပေါင်းလက္ခဏာလေးကိုနှိမ့်ပြီးရင်ကျွန်တော်တို့blah blah blah okay ကျွန်တော်တို့ဒီမှာတပ်ပုံထည့်လိုက်မယ်ထည့်ပြီးပြီဆိုတာနဲ့ pay to completion arena ဆိုရှိရကောင်းလေးနဲ့ okay ကျွန်တော်ပုံကိုကျွန်တော်လုပ်ဖို့အတွက်ကျွန်တော်ဒီက Prisma 3D တွေဝင်တယ်ပေါ့နော် Prisma 3D တွေဝင်ပြီးဟိုလုတ်တီလုတ်ကလိလိုက်ပါတယ်ခင်ဗျာကျွန်တော်အကုန်လုံးလုပ်ပြီးပြီဆိုတာနဲ့ကျွန်တော်ခုနလုပ်တဲ့ project ထဲကိုဝင်ပြီးတာနဲ့ကျွန်တော်ပုံထည့်လိုက်တယ်ပေါ့နော်ကျွန်တော်ပုံထည့်ပါတယ်ခင်ဗျာပုံထည့်တယ်ထည့်ပြီးတာနဲ့ကျွန်တော်ဒီမှာကျွန်တော် chroma key ဆိုတဲ့ fact လေးထည့်ရမယ်ပေါ့နော် chroma key ကိုထည့်လိုက်ထည့်ပြီးပြီဆိုတာနဲ့ကျွန်တော်ဒီကစာတန်းတွေပါတယ် brother ကိုကြိုက်တယ်လို့ထည့်ဗျာကျွန်တော်လည်းဒီမှာကြိုက်တယ်လို့ထည့်လိုက်တယ်ဗျာကျွန်တော်စာတွေပါထည့်ပြီးဆိုတော့ဒါအရေးကြီးအပိုင်းပေါ့နော်ကျွန်တော်ဒီကောင်လေးကကိုကြိုက်တဲ့ဒီလို shape လေးကိုထည့်ပေါ့နော် player ရဲ့နောက်ကကျွန်တော်ဒီထဲထဲမှာပါတဲ့ character ရဲ့နောက်ကိုကျွန်တော်ထားပြရမှာနော် brother ကိုကြိုက်တဲ့ site ကလေးကြိုက်တဲ့ပုံစံထားလို့ရပါတယ်ခင်ဗျာပြီးတဲ့နေရာမှာတော့ကျွန်တော်အမှအနီရောင်ပြောင်းတယ်အနီရောင်ပြောင်းပြီးတာနဲ့ကျွန်တော်ဒီက character ရဲ့နောက်ကိုကျွန်တော်ဒီမှာရွှေ့လိုက်ပါတယ်ခင်ဗျာရွှေ့ပြီးပြီဆိုတာနဲ့ကျွန်တော်ဒီကအကောင့်ကိုပဲနှိပ်ပြနှိပ်ပြီးရတယ် FF ကိုသွားပြီးတော့ FF ကိုနှိပ်ပြီးရင် block bella ဆိုရှိရအကောင့်လေးကိုနှိပ်လိုက်ကျွန်တော်အဆုံးထိဆွဲလိုက်ပါခင်ဗျာအဲ့ဒါဆိုရင် browser ကိုအဆင်ပြေသွားပါလိမ့်မယ်ဒီမှာတော်တော်လေးဖြစ်သွားပါလိမ့်မယ်ခင်ဗျာပြီးတော့ကျွန်တော်အဲ့လို shade တွေသုံးဖို့အတွက်နောက်ထပ် shade ထည့်အောင်ပါမယ်ခင်ဗျာအဲ့ဒီ shade ကတော့ကျွန်တော်ဒီက4000ပုံလေးထည့်မယ်ပေါ့နော်4000ပုံကိုကျွန်တော်အရှည်လေးဆွဲပြီးရတယ်ကျွန်တော်အဲ့လိုဆွဲလိုက်ပါနော်နည်းလိုသေးရဲ့ဗျာကျွန်တော်နည်းကြည့်လိုက် okay ကြည့်ပြီးတာနဲ့တပြိုင်နက်ကျွန်တော်တို့ဒီကောင်ကိုအမဲရောင်လေးပြောင်းအောင်ပေါ့နော်ကျွန်တော်အမဲရောင်ပြောင်းပြီးတော့ခုနအတိုင်းပဲ block bella ဆိုတာထည့်လိုက် okay ကျွန်တော်အမှအဆုံးလောက်ထိတော့မဆွဲနဲ့ဗျာအဆုံးထိဆိုတော့ကောင်းမှာမဟုတ်ဗျာဆွဲလိုက် okay ဒီတိုင်းပဲကျွန်တော်တို့၄ခုအဲ့ဒီဘက်၄ဘက်စလုံးကိုကျွန်တော်ဒီလိုလေးလိုက်လုပ်ပေးရပါမယ်ခင်ဗျာ okay ကျွန်တော်ရေးလိုက်ပါမယ် okay ကျွန်တော်ဒီလိုလုပ်ပြီးပြီဆိုရင်ကျွန်တော် export တင်ရမယ်ပေါ့နော် export နေရာမှာဟိုက PNG ဆိုတဲ့အကောင်လေးကိုရွေးပေးရမယ်ခင်ဗျာအမှကျွန်တော်နည်းနည်းလေးပါညာစောင့်လိုက်ပေါ့ဗျာစောင့်ပြီးရင်တော့ရပါပြီခင်ဗျာကျွန်တော်စောင့်ပြီးရင်ဓာတ်ပုံလေးကအမှစိတ်ဆိုတာလေးပေါ်လာပါမယ်ခင်ဗျာဒါသိပါကျွန်တော်ဒီမှာပြည့်သွားပြီခင်ဗျာကျွန်တော်ဒီမှာစိတ်ဆိုတာလေးနှိပ်လိုက်ရုံပါခင်ဗျာကျွန်တော်ဒါဆိုရပါပြီကျွန်တော် thumbnail လုပ်တဲ့နေရာမှာကျွန်တော်ပြောဖို့တခုမေးသွားပါတယ်အဲ့ဒါကာလာတွေသုံးတဲ့နေရာမှာတော့ကျွန်တော်တို့အနီရယ်အဝါရယ်ပြီးတော့အစိမ်းရယ်အဲ့၃မျိုးသုံးရင်ကျွန်တော်ရဲ့ thumbnail ကပုံမိုက်တယ်ပေါ့နော်ကျွန်တော်ခုနအမဲအောင်သုံးတာဆိုတာလည်းသိရမလားစာတန်းနေရာကြွသွားအောင်လို့ဗျာကျွန်တော်အဲ့လိုလုပ်လိုက်တာဖြစ်ပါတယ်အားလုံးကိုကြည်သူတင်ပါတယ်ခင်ဗျာ like and subscribe